ရှေးဥစွာဗျာဒိခင်ရဲ့ကြီးစိုးကိုထူပဲချီးမွမ်းပါတယ်တကယ်လည်းလောကမှာအသက်ရှင်ကြတဲ့လောကလူသားအားလုံးရဲ့အသက်တာဟာဖရာသခင်ရဲ့လက်တော်ထဲမှာဖြစ်ပါတယ်ဖရာရဲ့ပူဆောင်ခြင်းဖရာရဲ့ကွယ်ကာခြင်းထဲမှာဒါလေကျွန်တော်တို့ဟာလွတ်လပ်စွာအသက်ရှင်နေရတာဖြစ်ပါတယ်အဲ့တော့တခါတလေကျွန်တော်တို့ရဲ့နောက်ကိုလိုက်တဲ့လူမရှိဘူးကျွန်တော်တို့ဘလောက်ပဲတွန်းတင်နေပေမဲ့လိုက်မလျှောက်လာတဲ့ခါမှာကိုတယောက်တည်းကြံတဲ့အခါမှာကနေစိတ်ပြတ်ပြီးတော့နောက်ဆုံးကိုအဆုံးစိန်ဖို့အတည်းလူတွေမှာကနေစိတ်ကိုထွက်ပေါ်လာကြတာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီကနေထူအရာတွေကိုလွတ်မြောက်ဖို့အတွက်ထူအရာတွေထဲကနေကျွန်တော်တို့အသိပေရှိဖြတ်တန်းနိုင်ဖို့အတွက်ကတော့ဖရာသခင်ရဲ့တမန်တရားဖြစ်တဲ့နှုတ်ကပတ်တော်ဖက်ကိုလက်ပြီးတော့ကျွန်တော်တို့အဖြေရှာမှသာလေကျွန်တော်တို့ရဲ့ဘဝအတ္တအတိအတိရဲ့အဖြေအမှန်ကိုရရှိနိုင်မှာဖြစ်ပါတယ်ဆိုတော့တကယ်ကျွန်တော်ပြောပြချင်တယ်အဲ့တော့ဒီနေရာမှာကနေဓမ္မရာဇဝင်အခန်းကြီး19လေးလေးကိုကျွန်တော်တို့ကြည့်တဲ့အခါမှာတူကိုတိုင်ဒီတောတို့တစ်နှစ်ခရီးသွားပြီးလေရတက်ပြေအောက်တို့ရောက်၍ထိုင်လေဤထိုအခါကိုအသက်တေရမည်အကြောင်းဆုတောင်းလေအိုထာဝရဘုရားယခုတံပါ၏အကျွန်ုပ်အသက်ကိုတိမ့်တော်မူပါအကျွန်ုပ်ဒီဘိုးဘေတို့ထက်တာ၍မကောင်းပါဟုမိတမ်းပြီးလီဆိုပြီးတော့ဒီကြံချက်မှာပေါ်ပြထားပါတယ်အဲ့တော့အေလိယရဲ့အသက်တာမှာလဲကနေတူလဲလူသားဖြစ်တဲ့အတွက်ကြောင့်မို့ဖယားသခင်အတုံးပြုတဲ့ပရောဖက်ကြီးဖြစ်ပေမဲ့မြောက်များစွာသောနမိတ်လက္ခဏာကိုဖယားသခင်အတုံးပြုခဲ့ပေမဲ့တနေ့ကြတဲ့အခါမှာအခန်းကြီး19ထဲမှာသူတည်ချင်တဲ့တည်ဖို့အတွက်ဘုရားသခင်ထံမှာဆုတောင်းတယ်ဆိုတဲ့အကြောင်းကိုဒီမှာတွေ့ရပါတယ်အဲ့တော့သူ့ရဲ့နောက်လိုက်တွေသူ့ရဲ့အဖော်တွေအားလုံးလည်းကနေအသက်ခံရပြီသူနောက်လိုက်တဲ့လူတွေအေတေရာလူမျိုးတွေလည်းမရှိတော့အေတေရာလူမျိုးတွေလည်းဖောက်ပြန်သွားပြီဖယားဖက်မှာမရက်တည်တာဟာသူတယောက်တည်းပဲဖြစ်သွားတယ်ဆိုတဲ့အကြောင်းတရားကိုဒီအခန်းငယ်19ထဲမှာရှင်းလင်းစွာဖော်ပြထားပါတယ်အဲ့တော့သူကလည်းစိတ်သက်ချသွားတယ်အဲ့တော့နောက်ဆုံးသူကဘုရားသခင်ထံမှာတေဖို့အတွက်ကျွန်တော်ရဲ့အသက်ကိုရုပ်သိမ်းပါဆိုပြီးတော့ဘုရားသခင်ထံမှာသူဆုတောင်းတယ်ဘာကြောင့်လဲဆိုသူတယောက်တည်းပဲဖြစ်သွားတယ်ဆိုတော့ဒီကျမ်းစာကမိမောင်းထိုးပြထားတာဖြစ်ပါတယ်ဒါကြောင့်ဒီလိုအခြေအနေရောက်တဲ့အခါမှာပရောဖက်ကြီးအေလိယလည်းစိတ်သက်ချပြီးတော့သူ့ဘဝအတ္တတာမှာလောကမှာမနေချင်တော့တဲ့အထိသူခံစားရတယ်ဆိုတာကိုဒီနေရာမှာတွေ့ရပါတယ်ဒါပေမဲ့ဖယားသခင်ကသူ့ကိုသူအသက်တည်ဖို့အတွက်မနေချင်တော့တဲ့အခြေအနေရောက်ပေမဲ့သူ့ရဲ့ခရီးကိုဆက်ပြီးတော့တွားဖို့ခရီးဘုရားသခင်အတုံးပြုဖို့သူ့ရဲ့ခရီးဟာအဝေးကြီးရှိပါသေးတယ်အဲ့တော့ဘုရားသခင်တာရွေ့သုံးဖို့အတွက်ကနေ73ဖို့အတွက်သူ့မှာရှိတယ်ဆိုတာကိုဘုရားသခင်ဟာကောင်းကင်တမန်ကိုစေလွတ်ပြီးတော့သူ့ကိုပြောပြခိုင်းတယ်ဆိုတာကိုဒီမှာတွေ့ရတယ်။ဒါကြောင့်မို့ချက်လက်ဆိုတော့ဓမ္မမိတ်ဆွေများကျွန်တော်တို့ရဲ့အသက်တာမှာလဲအေလိယရဲ့အသက်တာကဲ့သို့တခါတလေကျွန်တော်တို့ကြုံတတ်ပါတယ်။တခါတလေဘဝမှာဘုရားသခင်ဘက်မှာမရက်တည်နေပေမဲ့ကနေအဖြစ်မရတော့ဘုရားသခင်အတုံးပြုခဲ့တယ်အောင်မြင်ခဲ့တဲ့အမှုတော်မြတ်မှာတော်တော်လေးကိုကျွန်တော်တို့ဘုရားသခင်အမြင့်ကိုပို့ခဲ့ပေမဲ့အေလိယကဲ့သို့တူဦးတီးကြံသွားတဲ့အခါမှာစိတ်ဓာတ်ကြတတ်တယ်ဘုရားအတုံးပြုတဲ့ပရောဖက်ကြီးဖြစ်ပေမဲ့သူ့ဘဝအတ္တတာထဲမှာနောက်ဆုံးထွက်ပြေးနေရတဲ့အခြေအနေထိရောက်တဲ့အခါမှာသူ့ဘဝအတ္တတာမျော်လင့်ရမဲ့လို့ဒုက္ခစားမိတယ်ဒါကြောင့်ဒီကနေ့တမန်မိတ်ဆွေများကျွန်တော်တို့ရဲ့ဘဝအတ္တတာမှာလဲဒီလောကမှာဒီလိုကြုံတတ်ပါတယ်ဖယားဘက်မှာပုံမူပြီးတော့အားရှိလီကျွန်တော်တို့ရဲ့အတ္တတာထဲမှာကျွန်တော်တို့လှုပ်ဆောင်ကြတဲ့အတိုင်းမှာကနေစိတ်ပြတ်စရာတွေမြောက်များစွာကြုံတတ်ပါတယ်ဒီလိုအခြေအနေကြုံတဲ့အခါမှာကျွန်တော်တို့ဟာစိတ်မပြတ်ဖို့အရေးကြီးပါတယ်ကျွန်တော်တို့ဘုရားသခင်ထံမှာအဖြေရှာဖို့အရေးကြီးပါတယ်အဲ့တော့ဘုရားသခင်ကကျွန်တော်တို့ကိုစိတ်ကြောခြင်းအပြင်တစ်စက်ပူဆောင်တဲ့ဘုရားဖြစ်တယ်ဆိုတာကိုနှုတ်ကပတ်တော်ကကျွန်တော်တို့ကိုခွန်အားပေးတဲ့ရှိတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဘဝတက်တာထဲမှာတခါတလေကြက်စင်းမှုတွေတခါတလေစိတ်ပြတ်မှုတွေကြုံတဲ့အခါမှာဘုရားသခင်ကျွန်တော်တို့ကိုတာရွေ့ကနေတောင်ကြီးတွေ
ဆက်လှုပ်ဆောင်ဖို့အတွက်ဖခင်ရဲ့အမှုတော်များမှာတစ်စစ် level တက်ဖို့အတွက်ဘုရားသခင်အလိုရှိတာဖြစ်ပါတယ်ဒါကြောင့်မို့ဒီလိုအခြေအနေအေလိယကဲ့သို့နောက်ဆုံးဒီလောကကနေထွက်ခွာဖို့အတွက်တည်ဖို့အတွက်ဆုတောင်းသလိုကျွန်တော်တို့အသက်တာထဲမှာကြုံခဲ့ရရင်လေဘုရားသခင်ကကျွန်တော်တို့ကိုတုံးဖို့ဆက်လက်ခရီးဟာအရှိကြီးအဝေးကြီးကြံနေတယ်ဆိုတာကိုကျွန်တော်တို့တတိယဖို့လိုတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အားပေးချင်တာဖြစ်ပါတယ်။ဂျာနာတို့ရောက်စီတိုင်းပေါ်မှာဘုရားသခင်ဆက်လက်ကောင်းချီးပေးပါစေ။